MC အသင်းတော်မှာမင်္ဂလာပါရှင်။ကျွန်မ Esther ဖြစ်ပါတယ်။ဒီကနေ့2010ခုနှစ်စက်တင်ဘာလ9ရက်တနင်္ဂနွေနေ့မနက်ပိုင်း MC အသင်းတော်မှာတမမိတ်ဆွေများနဲ့အတူယုံကြည်သူစုစုပေါင်း300ခန့်တက်ရောက်ခဲ့ပါတယ်ရှင်။မနက်ပိုင်းချီးမွမ်းဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကိုဆရာတော်မန်းထွန်းမြတ်နေပြီးဦးဆောင်သွားခဲ့ပါတယ်။နှုတ်ကပတ်တော်ကိုဆရာတော်ဦးဆိုင်အေးကနေပြီးတော့တစ်ကောအခန်းချင်းနဲ့အငယ်ဆက်ခွန်ကိုအခြေပြုပြီးအမင်္ဂလာမှာကောင်းချီးမင်္ဂလာအကြောင်းကိုဟောကြားသွားခဲ့ပါတယ်ရှင်။ညနေပိုင်းအစီအစဉ်မှာတော့ဆရာမြင့်ဆွေကနေတရားဟောကြားသွားခဲ့ပါတယ်ရှင်။နေ့စဉ်နေ့တိုင်းပြုလုပ်လျက်ရှိတဲ့ဧဝံဂေလိတရားဟောပြောပွဲကိုဒီဇင်ဘာ9ရက်6ရက်9ရက်နေ့မှာ Alexander Hotel တွင်ဓမ္မမိတ်ဆွေ250နဲ့အတူယုံကြည်သူစုစုပေါင်း300ခန့်ကိုခေါ်ဖိတ်ပြီးပြုလုပ်ကျင်းပမည်ဖြစ်တဲ့အတွက်အထူးသဖြင့်အရောက်စီတိုင်းဆုတောင်းခြင်းအပြင်တော်၎င်းအလူငွေပေးခြင်းအပြင်တော်၎င်းပါဝင်ကြပါရန်မြတ်တာရက်ခံအပ်ပါတယ်ရှင်။ DFC လူငယ်များရဲ့73နှစ်ပြည့်ကျေးဇူးတော်ချီးမွမ်းပွဲကိုအောက်တိုဘာ31ရက်နေ့တွင်ကျင်းပမည်ဖြစ်တဲ့အတွက်ကမ္ဘာအရပ်ရှိ MCAE DFC မိတ္တဟာယတွင်ပါဝင်ဆက်ကပ်ခဲ့တဲ့ညီကိုမောင်နှမများကိုလာရောက်ပါဝင်ချီးမွမ်းကြပါရန်ဖိတ်ကြားအပ်ပါတယ်ရှင်။အောက်တိုဘာလ23ရက်နေ့တွင်ဖတ်တရား MC အသင်းတော်မှာဧဝံဂေလိတရားဟောပြောပွဲကျင်းပမည်ဖြစ်တဲ့အတွက်ရောက်စီတိုင်းဆုတောင်းခြင်းအပြင်တော်၎င်းအလူငွေပေးခြင်းအပြင်တော်၎င်းပါဝင်ကြပါရန်နှိုးဆော်အပ်ပါတယ်ရှင်။ MC အသင်းတော်ရဲ့နေအသင်းတော်ခွဲများဖြစ်တဲ့ထွန်ပါဘွန်မဟာချိုင်ဖာယိုဟတ်ဆလာပူရီဖတ်တရားအသင်းတော်နဲ့အသင်းတော်ဦးဆောင်သူများကိုအထူးတတိယဆုတောင်းပေးပါရန်နှိုးဆော်အပ်ပါတယ်ရှင်။ mcathailand.com website ကိုလက်ဆင့်ကမ်းပေးကြတော့ကမ္ဘာအရပ်ရှိယုံကြည်သူညီကိုမောင်နှမများနဲ့ဒီ website ကိုဝင်ရောက်ကြည့်ရှုအားပေးကြတော့ညီကိုမောင်နှမရောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ဖျားသခင်သာရွေးကောင်းချီးပေးပါစေရှင်။